လေးကနည်းနည်း writing ဘက်မှာနည်းနည်းအားနေတယ်ဒါပေမဲ့မကြောက်ဘူး2လ3လလောက်ပဲ train ပေးလိုက်တာနဲ့ချက်ချင်းကိုတခြားကလေးတွေလို့လုံနိုင်လာတယ်ဆိုတော့အမအဲ့ဒါတော့ဝမ်းသာပါတယ်အဲ့တော့အဓိကလိုချင်တာကတော့ကလေးတွေအတွက်ကိုsafe ဖြစ်တဲ့ပတ်ဝန်းကျင်ရယ်ပြီးတော့ခါကြတော့active learning ဆိုတာကလည်းကလေးတွေကကစားမယ်ကလေးတွေဆိုတဲ့အမျိုးကလည်းပျော်မယ်ကစားမယ်ကစားရင်းနဲ့တင်ယူတာကိုလည်းအမသဘောကျတယ်ပြီးတော့ခါကြတော့ဒီရဲ့ preschool ကကြတော့အမသားကြီးမတက်ခင်ကတည်းကရင်ပေါ့အမအမြဲတမ်းလေ့လာခဲ့တဲ့အချိန်မှာနှွေးထွေးတယ်ပြီးတော့ခါကြတော့အဲ့လိုကလေးတွေကိုတကယ်ကိုကလေးတွေလိုမျိုးလုံးဝကိုနှွေးထွေးလေးနဲ့ဆက်ဆံပေးတာကိုလည်းအမအရင်သဘောကျတယ်ဒီ program ကိုရွေးတယ်ဆိုတော့အဲ့တော့ base ကနေစပြီးတော့ကလေးတွေအတွက်ကိုအဆင်ပြေသွားစေခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီကျောင်းလေးကိုရွေးပြခဲ့ပါတယ် Cambridge curriculum ကိုလည်းကြိုက်တယ်ပြီးတော့ခါကျတော့အမကကလေးတွေကိုနွေးနွေးထွေးလေးနဲ့ဆက်ဆံပေးတာမိသားစု type လေးလို့နဲ့တကယ်ကိုစိတ်ချယုံကြည်စွာနဲ့အမထားခဲ့လို့ရတဲ့ကျောင်းလေးကျောင်းလို့တော့မှအဲ့ဒါလေးတွေကိုပို့ပြီးတော့အဓိကတော့ကလေးတွေဆိုတာကတော့မိဘတွေရင်ခွင်ကနေထွက်သွားပြီးဆိုရင်တို့အဲ့လိုပတ်ဝန်းကျင်အစိမ်းမှာဆိုရင်လည်းနွေးနွေးထွေးဖြစ်ဖို့အတွက်ကတို့တို့ကအရေးကြီးရလေအဲ့တော့အတွက်ကြောင့်မလို့ဆရာမတွေရဲ့နှွေးထွေးမှုတွေရဲ့ပြီးတော့ဒီကျောင်းလေးရဲ့အားလုံးကstaff တွေအားစအကုန်လုံးကတို့အားလုံး warm ဖြစ်ပေးတာပေါ့အမအရင်သဘောကျတယ်နှိမ့်ချိုက်မိတယ်အဲ့ဒီအတွက်ကြောင့်မလို့မဒီကျောင်းလေးကိုရွေးခဲ့တာပါသားကြီးတယောက်တော့ရှိရပေါ့ year 5 ပါဒီနေ့ကတော့ဟုတ်ဒီနေ့ကတော့ year 5ပေါ့သူလည်းငငယ်ကလေးရရင်သူဆိုရင် nursery ကလေးရရင်ဒီမှာ preschool ကနေပဲတောက်လျှောက်တက်လာတာပါဟုတ်သမီးလေးဆိုရင်တော့သူကအခုဒီ covid မှာမွေးလာတယ်ပေါ့ covid မှာမွေးပြီးနောက်ပိုင်းကဘာ school မှာသူမ join ဘူးဘာ activity မှာလည်းသူမ join ဘူးတဲ့အတွက်အမဒီကျောင်းကိုပထမဆုံးထားတာဖြစ်တယ်ပေါ့အရန်ကြီး English လို့လည်းအိမ်မှာဆိုရင်အရန်ကြီးပြောတတ်လာတယ်ပြီးတော့ခါကျတော့သူတခြား other activity စီအားစားအများကြီးအကုန်လုံးလိုက်ပြီးတော့လုပ်နိုင်လာတယ်အစလေးကနည်းနည်း writing ဘက်မှာနည်းနည်းအားနေတယ်ဒါပေမဲ့မကြောက်ဘူး2လ3လလောက်ပဲ train ပေးလိုက်တာနဲ့ချက်ချင်းကိုတခြားကလေးတွေလို့လုံနိုင်လာတယ်ဆိုတော့အမအဲ့ဒါတော့ဝမ်းသာပါတယ်အမအနေနဲ့ပြောရမယ်ဆိုရင်တော့ဘယ်လိုပဲဖြစ်နေပါစေမိဘတိုင်းကတော့ကိုယ့်သားသမီးကိုအကောင်းဆုံးဖြစ်စေချင်ကြရတယ်ဆိုတဲ့လူတွေကြီးပဲပေါ့နော်အဲ့တော့ခါကျတော့သားသမီးရဲ့ပညာရေးပိုင်းမှာပဲဖြစ်ပြီးတော့ဘယ်အပိုင်းမှာပဲမဆိုသားသမီးကိုကောင်းကောင်းမွန်မွန်ပံ့ပိုးပေးချင်ကြတဲ့အထက်မှာပါတဲ့အတွက်ကြောင့်မို့လို့အမကတော့တကယ်ကိုသားသမီးလေးတွေကိုကိုမိဘရဲ့ရင်ခွင်လက်အောက်ကနေပြီးတော့ပထမဆုံးလွှတ်ရတဲ့အကြောင်းကိုဆိုရင်တော့အမဆိုရင်တို့အနေနဲ့စိတ်ချပြီးတော့ကောင်းကောင်းမွန်မွန်ကိုလက်အောက်မှာကိုမိဘတွေရဲ့လက်အောက်မှာနေတယ်လို့မျိုးသားသမီးလေးတွေကိုနွေးနွေးထွေးလေးနဲ့ဆက်ဆံစေချင်တယ်အဲ့လိုမျိုးပြုစုပေးစေချင်တယ်ကောင်းကောင်းမွန်မွန်လေးပညာရေးပိုင်းရော social ဘိုင်းရောအစအဆုံးအကုန်လုံး train ပေးချင်တယ်ဆိုရင်တော့မတော့ဒီမိစားကျောင်းလေးကိုတော့တကယ် recommend ပေးပါတယ်သားသမီးလေးတွေအတွက်စိတ်ထဲမှာအရန်ကြီးကြောက်စိတ်တွေဆိုတာတော့မရှိဘဲနဲ့အဲ့လိုကောင်းကောင်းမွန်မွန်ကျောင်းတက်ချင်တဲ့စိတ်ကလေးတွေဖြစ်ဖို့ဆိုတာကလည်းဆရာမတွေပေါ်မှာလည်းမူတည်သေးရဲ့လေနော်အဲ့ဒါကတော့ဒါအဓိကချက်ပေါ့အဲ့တော့အမသားသမီးတွေဆိုရင်အမသားကလေးရရင်လို့အခုအမသမီးရောသူတို့ဆိုရင်ကျောင်းမသွားချင်ဘူးလို့တခါမှမပြောဆရာမတွေဂရုတစိုက်နဲ့သားသမီးလေးတွေကိုအများတန်းပေါ့ကျောင်းလာခြင်းအောင်ဘတ်ဆောင်ကကျောင်းမှာမပြောဘူးဆိုရင်ဆရာမတွေလည်းမကောင်းနေဘူးကျောင်းသားတွေလည်းအဆင်မပြေနေဘူးဆိုရင်ဘယ်ကျောင်းသားမှကလေးတွေကကျောင်းမတက်ချင်ဘူးလေနော်နေမကောင်းဘူးကျောင်းမသွားနဲ့ဆိုရင်တော့တို့ကနည်းနည်းလေးမမရတယ်သွားမယ်ဆိုတာမျိုးလေးတွေရှိတော့ခါကြတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကအကြောင်းဘက်ကနေပြီးတော့လေသူတို့ protection ပေါ့စိတ်လုံခြုံမှုပေးထားတယ်ဆိုတဲ့အပိုင်းလေးတွေမြင်ရတော့ခါကြတော့အမအနေနဲ့ရွေးချယ်တာမှန်တယ်လို့ထင်ပါတယ်ဟုတ်